င်္ဂလာပါพี่ဝင်ပါဒီနေ့ကတော့ကျွန်တော်လာပြီးတော့သတိပေး post တင်တာဖြစ်ပါတယ်ကျွန်တော်နဲ့ဘက်ရိုက်ဖို့စီရင်ပေးထားတဲ့လူတွေအကုန်လုံးကျေးဇူးပြုပြီးတော့ဒီဗီဒီယိုလေးကိုစောအောင်ထိကြည့်သွားပေးပါစောအောင်ထိကြည့်သွားပေးပြီးတော့နားမလည်တာရှိရင်ပြန်လာမေးလို့ရပါတယ်ခုချိန်ကစပြီးတော့ကျွန်တော်ပတ်စရင်တင်တဲ့လူတွေအကုန်လုံးကျွန်တော်ဒီမှာစရင်သွင်းထားတဲ့လူတွေအကုန်လုံးကိုစရင်တင်က300အကောက်ခံနေပြီဖြစ်ပါတယ်ခင်ဗျာကိုကစရင်ပေးထားပြီးတော့300မပေးရသေးဘူးဆိုရင်ဆက်တွယ်လာပေးပါခင်ဗျာကျွန်တော်တို့ရဲ့အခုပေးထားတဲ့နိုလာလစ်မှာဝင်ကြည့်ကြည့်ပါအညီတို့ပေးထားတဲ့အလုပ်အပ်တော်ကပေးထားတဲ့ကဏန်းလေးလုံးနဲ့ဝင်ကြည့်လိုက်ပါဝင်ကြည့်လိုက်လို့အဲ့ထက်မှာအစာပေါ်နေလိမ့်မယ်เนาะစရင်ဒီလူကစရန်ငွေ sorry စရင်သွင်းကမပေးသွင်းရပေးပေါ့သေးပါဘူးဆိုပြီးတော့အဖြူမဲ profile နဲ့ပေါ်နေတယ်ဆိုရင်ကျွန်တော်တို့ဆက်တွယ်လာပြီးတော့စရင်သွင်းကတွေလာပေးဖို့မြစ်တာရက်ခံပါတယ်အကုန်လုံးပဲเนาะအခုစရင်သွင်းထားတဲ့အယောက်900ကျော်ဝိုင်းပေါ့เนาะ900ကျော်လုံးတစ်ချက်9ရက်ပြီးကျွန်တော်တို့စရင်သွင်းတုန်းကပေးထားခဲ့တဲ့ link လေးကိုပြန်နှိပ်ကြည့်ပြီးတော့စစ်ပေးသေးချင်ပါတယ်အဲ့ဒီမှာကျွန်တော်တို့တခါတည်း update တွေလုပ်ထားပေးပါတယ်တကယ်လို့ကိုကစရင်တွေတင်းပြီးပြီပတ်စံတွေပေးပြီးပြီဒါပေမဲ့မသွင်းရသေးဘူးမပေးရသေးဘူးလို့ပေါ်နေတယ်ဆိုရင်လည်းဆက်တွယ်လာပြီပါကျွန်တော်တို့ပြန်လဲစစ်ဆေးပြီးတော့ပြန်ပြီးတော့စရင်သွင်းပြီးပြီပတ်စံပေးချစ်ပြီးပြီဖြစ်တဲ့အကြောင်း update လုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်နဲ့ပတ်စင်းတင်နေတယ်ဆိုလို့ရှိရင်ကတော့ပြည်ဝင်း passport service Facebook မှာရိုက်ရှာလိုက်ပါဒါမှမဟုတ်လဲ share ခံပြီးတော့ပြည်ဝင်းလို့ရိုက်ရှာပြီးတော့ဆက်သွယ်လာလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီနှစ်ကတော့လက်ပွေနှိပ်ပေးမဲ့နေတွေကတချို့ကြမေးတယ်ပြည်ဝင်းဘန်ကောက်ကိုပဲလာရမှာလားကျွန်တော်တို့ကဂျုံဘူဒီမှာကျွန်တော်တို့ကကန်ချနာဘူဒီမှာကျွန်တော်တို့ကချင်းမိုင်မှာကျွန်တော်တို့ကမဲဆောက်မှာဆိုတဲ့လူတွေเนาะပြီးခဲ့တဲ့နှစ်ကကျွန်တော်အလုပ်လုပ်ထားခဲ့တာ8နယ်မြေလုံးကိုကျွန်တော်တို့ကွင်းစင်းပြီးတော့အကုန်လုံးလက်ပွေလိုက်နှိပ်ပေးတာဘန်ကောက်ကိုတက်လာကြမလို့အကားကားတွေပါတယ်အကုန်ခံအဝေးတွေလာကြမလို့နီးစပ်တဲ့နယ်ပယ်တွေမှာလာပြီးလက်ပွေနှိပ်ရုံပဲပြီးခဲ့တဲ့နှစ်ကနှိပ်ခဲ့တဲ့နယ်တွေကတော့ဘန်ကောက်ပါတယ်ချုံဘူရီပါတယ်လဘူရီပါတယ်ဆလာဘူရီပါတယ်ကန်ချနာဘူရီပါတယ်မဲဆောက်ချင်းမိုင်ပါကျင်ဘူရီ8နယ်မြေဒီနှစ်မှာတော့ထပ်ပြီးတိုးချဲ့ထားတယ်10နယ်မြေဖြစ်မယ်เนาะဖူးကတ်တို့ဘာတို့ဘတ်ထိပါနယ်ချက်ဖို့အစီအစဉ်ရှိပါတယ်အဲကြတော့ကိုကအဲ့ဒီတွေအခုပြောသွားတဲ့နယ်ပယ်အဒီတစ်ဝိုက်ရရှိတဲ့လူတွေအကုန်လုံးဆိုရင်စရင်လာသွင်းပေးလို့ရပါတယ်ဘန်ကောက်ကိုတက်လာကြမလို့ကျွန်တော်တို့လက်ပွေလာဆင်းနေပေးမှာဖြစ်ပါတယ်ခင်ဗျဈေးနှုန်းကလည်းဒီဘန်ကောက်မှာတင်တဲ့ဘတ်ဈေးနှုန်းနဲ့အတူတူပဲเนาะနယ်မို့လို့ဆိုပြီးတော့ကျွန်တော်တို့ပိုကောက်တာမျိုးမရှိပါဘူးခင်ဗျဒါလေးကိုလာပြီးတော့သတင်းကောင်းလေးလာပေးခြင်းဖြစ်ပါတယ်အားလုံးပဲစားရဆိုင်တဲ့ကိစ္စတွေအဆင်ပြေကြပါစေခင်ဗျကျေးဇူးတင်ပါတယ်